ဟုတ်ကဲ့ပါကျွန်တော်ကတော့စာကာကာစစ်ခွန်လဲရောက်တာခမာယာ9ခွန်လေးတက်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်မှာကတော့ပါစာ1ခွန်လဲ10ခွန်ကတတနိုင်ငံယူပဲပြပါတယ်ကျွန်တော်ကတော့ရခိုင်လူမျိုးပါဗုဒ္ဓဘာသာကိုကိုးဝေပါတယ်ကျွန်တော်မှာမွေးချင်း9ယောက်ရှိပါတယ်ကျွန်တော်ကတော့4ယောက်မြောက်တာပါအဖေနာမည်ကတော့ဦးမောင်တန်းဖြစ်ပါတယ်အမေနာမည်ကတော့ဒေါကင်တန်းများဖြစ်ပါတယ်ကျွန်တော်ကတော့ရခိုင်ပြည်နယ်ရမ်းမင်းမြို့နယ်ကြောက်စောက်ကျေးရွာမှာနေထိုင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ရေရှိတင်တန်းတွားရောက်ခြင်းမဟုတ်ပါဘူးကျွန်တော်ကတော့ဒီ2025နှစ်လပိုင်းမှာနေပြီးတော့ကျန်းမာရေးမကောင်းဖြစ်ပါတယ်အဲ့ဒီမှာနေပြီးတော့မအီဆေးရုံမှာနေပြီးတော့ကျွန်တော်ဆေးရုံတစ်ခေါက်တက်ပါတယ်အဲ့ဒီမှာဆရာမကနေပြီးတော့ကျွန်တော်နေပြီးတော့ဒီမင်းရန်ကုန်သွားရင်သွားဆိုပြီးတော့ကျွန်တော်ပြောပါတယ်အဲ့ဒီအချိန်မှာရန်ကုန်သွားမဲ့လမ်းတွေကအကုန်လုံးပိတ်ထားတာရှိပါတယ်သွားလို့မရပါဘူးရန်ကုန်အဲ့ဒါနဲ့ကျွန်တော်ဒီတငယ်ချင်းတယောက်ကနေပြီးတော့ကျွန်တော်နေပြီးတော့မင်းရန်ကုန်သွားချင်လို့ရှိရင်ဒီပွဲစားရှိတယ်ပွဲစားလိုက်ဖို့နေတာရှိတယ်မင်းကိုမိတ်ဆက်ပေးမယ်ဆိုပြီးတော့ကျွန်တော်ကိုလာပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ကလည်းအဲ့ဒီပွဲစားကိုသွားတယ်ပါတယ်ပွဲစားပြောလို့မင်းရန်ကုန်သွားချင်တာလားမင်းဘာမှမဖြစ်စေရဘူးငါအမခံပေးတယ်ဆိုပြီးတော့ပွဲစားပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ကပြန်မေးပါတယ်ရန်ကုန်သွားရင်တယောက်ကိုဘယ်လောက်ကုန်မလဲဆိုတော့သူကနေပြီးတော့စံကတသိပေးရမယ်ဆိုပြီးတော့ပြောပါတယ်အဲ့ဒါနဲ့ပစ္စံကဘယ်လိုပေးရမလဲလို့ကျွန်တော်ကထပ်မေးပါတယ်အဲ့ဒီအချိန်မှာနေပြီးတော့ဒီပွဲစားကနေပြီးတော့ဒီတဝဲကိုဒီ10သိန်းကိုကြာတော့ဒီရခိုင်မှာပေးရမယ်ကိုမသွားခင်အဲ့ဒီနောက်တဝဲကိုကြာတော့ဒီညောင်ရိုးရောက်မှပေးရမယ်ဆိုပြီးတော့ဒီပစ္စံခန္ဓာသိန်းကိုကြာတော့ညောင်ရိုးရောက်မှပေးရမယ်ဆိုပြီးတော့ပြောပါတယ်အားနဲ့ကျွန်တော်တို့ဒီရခိုင်ပြည်ကျအစိုးရရဲ့ဒီဖွံ့ဖြိုးခြင်းမရှိဘဲနဲ့နေပြီးတော့ကျွန်တော်ပြည်ပဝင်ပြီးတော့ခိုးထွက်ကြပါတယ်အဲ့ဒီအချိန်မှာနေပြီးတော့ကျွန်တော်တို့ဒီသွားတဲ့အချိန်မှာအကုန်လုံးကနေပြီးတော့73ယောက်ပါပါတယ်မိန်းကလေးကနေပြီးတော့4ယောက်ပါပါတယ်ယောက်ျားလေးကနေပြီးတော့9ယောက်ပါပါတယ်ကျွန်တော်တို့ဒီရခိုင်ပြည်ကနေပြီးတော့ဒီညောင်ကျိုးမင်္ဂလာဦးရွာအထိကျွန်တော်တို့ဒီ၄ညအိပ်ရပါတယ်အဲ့ဒီညောင်ကျိုးရွာကိုရောက်တော့ဒီမင်္ဂလာဦးရွာကိုရောက်တော့ကျွန်တော်တို့ဒီကွေးစားမလာပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီပတ်စံခဏသိန်းပေးလိုက်ပါပြီအဲ့ဒီအချိန်မှာကျန်တဲ့ခဏသိန်းကိုအားနဲ့ကွေးစားမရောက်လာတော့ကျွန်တော်တို့နေပြီးတော့ဓာတ်ပုံရိုက်ပါတယ်ကိုစီတယောက်ချင်းစီပြီးတော့အားနဲ့ကျွန်တော်တို့ကမေးပါတယ်ဘာကြောင့်ဓာတ်ပုံရိုက်တာလဲလို့မေးပါတယ်အားနဲ့သူကနေပြီးတော့ဒီမင်းတို့ဓာတ်ပုံရိုက်တာကနေပြီးတော့ဒီရန်ကုန်တယောက်ပို့မဲ့ခိုင်းတွေပါနေပြီးတော့မင်းတို့ဓာတ်ပုံတွေကိုပြရမယ်အဲ့ဒီဓာတ်ပုံတွေပြမှနေပြီးတော့ခိုင်းတွေမှာနေပြီးတော့မင်းတို့လွှတ်ပေးမယ်ပေါ့သူတို့ကိုလူဆိုပြီးတော့အဲ့လိုပြောပါတယ်အားနဲ့ကျွန်တော်တို့ဒီမင်္ဂလာဦးရွာနေပြီးတော့နောက်တနေ့မှနေပြီးတော့မနေ့ပိုင်းမှနေပြီးတော့ကျွန်တော်တို့ထွက်ကြပါတယ်အဲ့ဒီမှာဂိုင်းအသီးသီးတွေမှနေပြီးတော့ဒီတိုးလန်းနေပြီးတော့တွားတာလည်းရှိပါတယ်ကျွန်တော်တို့ကားပေါ်ကဆင်းပြီးတော့အားနဲ့ကျွန်တော်တို့ဒီစီဆိုတဲ့ရွာကိုရောက်ပါတယ်ကျွန်တော်တို့အဲ့ဒီမှာနေပြီးမနေ့ပိုင်း7 နာရီလောက်ရှိပြီတဲ့အဲ့ဒီမနေ့ပိုင်း7 နာရီကျော်မှနေပြီးကျွန်တော်တို့ဒီဥဝတုတ်ကြီးထမင်းဆိုင်မှာနေပြီးတော့ကျွန်တော်တို့ထမင်းကြိုဝင်စားကြပါတယ်အဲ့ဒီအချိန်မှာနေပြီးတော့ဒီအမီမသိတဲ့နေပြီးတော့ဒီလက်နက်ကိုင်အဖွဲ့အစည်းကလူ4ယောက်ကနေပြီးတော့ကျွန်တော်တို့စီကိုတန်းပြီးတော့ဒီဆိုင်ထဲကိုဝင်လာပါတယ်အဲ့ဒီမှာမင်းတို့ဘယ်ကနေလာလဲဘယ်မှမသွားနဲ့ဆိုပြီးတော့ဒီစကားတွေမဲပါတယ်အဲ့ဒီမှာကျွန်တော်တို့ကနေပြီးတော့ရခိုင်ကနေလာတာပါဘာလို့ဖို့လာလဲအဲ့ဒါကျွန်တော်ကတော့ဆေးကူဖို့လာတာပါသူတို့တွေကတော့ကြောင်းတက်ဖို့လာတာပါဆိုပြီးပြောပါတယ်အဲ့ဒါကျွန်တော်တို့ဒီယောက်ျားလေး9ယောက်ကိုနေပြီးတော့တီးတန့်ဖယ်လိုက်ပါတယ်ကျွန်တော်တို့မင်းကလေး4ယောက်ကိုနေပြီးတော့ကျွန်တော်တို့ဒီသူတို့ကနေပြီးတော့ဒီကြောင်းသားကတ်တယ်ပါပါတယ်သူတို့မှာကြောင်းသားကတ်တယ်ကိုမင်းကောင်မင်းတို့တွေကတော့တက်ထိုင်နေတဲ့အဲ့ဒါဗမာတယောက်လေးပါသေးပါတယ်သူကကြတော့အသက်ကြီးနေပါပြီနောက်တော့နေပြီးတော့ယောက်ျားလေးရခိုင်လူငယ်3ယောက်လေးပါသေးပါတယ်သူတို့ကကြတော့မှတ်ပုံတွေလည်းမပါဘူးအသက်ငယ်သေးတယ်ဆိုပြီးတော့တက်ထိုင်ရပါတယ်အဲ့ဒါမင်းတို့နေပြီးတော့ဒီပြည်သူ့စစ်မှုထမ်းပုဂ္ဂိုလ်တွေနဲ့အကျုံးဝင်နေတယ်ပေါ့အသက်16နှစ်လည်းပြည့်ပြီအဲ့ဒါနဲ့နေပြီးတော့မင်းတို့နေပြီးစစ်မှုထမ်းရမယ်ဆိုပြီးကျွန်တော်တို့ပြောပါတယ်အဲ့ဒါနဲ့နေပြီးတော့ကျွန်တော်တို့လည်းကြောက်နေနေပြီးတော့မထမ်းလို့မရဘူးလားလို့ပြောပါတယ်မရဘူးတဲ့မင်းတို့ကအကုန်လုံးဖမ်းမယ်ဆိုပြီးတော့နေပြီးတော့တနတ်တင်နေနေပြီးတော့ကားကိုခေါ်ပြီးတော့ခေါ်သွားပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီခေါ်သွားတဲ့ဆူဆောင်ရင်ကတော့ကျွန်တော်ကံမမျိုးပါကံမမျိုးဆူဆောင်ရင်ပါအုတ်ချုံရင်မျိုးယူပါကျွန်တော်ကတော့ဆူဆောင်ရင်မှာ1 လလောက်နေခဲ့ရပါတယ်ကျွန်တော်နေခဲ့တဲ့ဆူဆောင်ရင်ကတော့ကံမမျိုးနေအုတ်ချုံရင်မျိုးဖြစ်ပါတယ်ကျွန်တော်တို့ဒီဆူဆောင်ရင်ကိုရောက်တော့ကျွန်တော်တို့မရောက်ခင်နေပြီးတော့ရှေ့မှာနေပြီးတော့အတင်းအဓမ္မဆူဆောင်ခံထားရတဲ့လူတွေ6 ယောက်ကရောက်နေပါပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ရောက်ချင်းမှာပဲကျွန်တော်စီကနေပြီးတော့ဖုန်းတွေသိမ်းပါတယ်ကျွန်တော်မှဆိုလို့ရှိရင်ပတ်စံက10 သိန်းကျော်လောက်ပါပါတယ်ဖုန်းငွေဖြစ်ကငွေသားအပြင်ဆိုလို့ရှိရင်3 သိန်းကျော်လောက်ဖြစ်မယ်တင်အဲ့ဒါတွေလည်းသူတို့ဘာမှပြန်မပေးပါဘူးအဲ့ဒါတွေကိုအကုန်လုံးသိမ်းပါတယ်ကျွန်တော်တို့နေပြီးတော့နဲ့ကျွန်တော်တို့နေပြီးတော့ဒီကျွန်
ကျွန်တော်တို့ထားတဲ့နေရာကနေပြီးအဲ့ဆူဆောင်းကနေပြီးအချုပ်ခန်းပုံစံလိုမျိုးပဲတကားတွေအကုန်ပိတ်ထားပါတယ်တကားတွေဘယ်သူမှမဖွင့်ရပါဘူးဒီအချုပ်ခန်းလိုမျိုးလေဝင်ပေါက်တွေလည်းဘာမှမရှိပါဘူးအဲ့ထားတဲ့နေပြီးတော့နေရာမှာနေပြီးတော့အဲ့ဒါကျွန်တော်တို့အဲ့ဒီမှာထားပါတယ်နောက်နေ့တရက်နေ့လောက်မှနေပြီးတော့နောက်ထပ်လူငယ်အတင်းအာရမဆူဆောင်းတဲ့လူငယ်နောက်ထပ်3ယောက်ရောက်လာပါတယ်အဲ့ဒီမှာကျွန်တော်တို့စူပေါင်းနေပြီးတော့လူငယ်14ယောက်ဖြစ်သွားပါတယ်အဲ့ဒီမှာနေပြီးတော့ဒီသူတို့ကကျွေးတာတွေရတော့စကင်းနဲ့ကျွေးတာကိုထမင်းဆိုလေးနည်းနည်းထမထုတ်တွေနဲ့နေပြီးတော့လာကျွေးပါတယ်အဲ့လုံချုံရေးတွေကလည်းနေပြီးတော့မူရေးတောက်စားပြီးတော့ကျွန်တော်တို့နေပြီးတော့မင်းတို့ထွက်ပြေးမယ်ဆိုလို့ရှိရင်မင်းတို့တက်ပြေးမှာတန်းတန်းနဲ့တက်ပြေးမှာဆိုပြီးတော့ချင်းကြောက်တာတွေရှိပါတယ်အဲ့ဒီမှာလုံချုံရေးတွေကနေတောက်စားပြီးတော့ကျွန်တော်တို့နေပြီးတော့ဒီအိမ်သားတွေဘာတွေတွားမယ်ဆိုလို့ရှိရင်ဒီတည်င်းမပေါ်ပဲတွားလို့မရပါဘူးသူတို့တွေကိုနေပြီးတော့အိမ်သာသွားခြင်းနေဆိုပြီးတော့အဲ့လိုတနတ်တင်နဲ့လိုက်ပြီးတော့မင်းဒီကြောင်တော်တော်လို့မလုံးနဲ့တော့ကြောင်တော်တော်လို့ချင်းပြစ်တတ်မယ်ဆိုပြီးတော့လေအဲ့လိုအိမ်သာသွားတာတွေပါတယ်မှာလေပြောတာရှိပါတယ်အားနဲ့ကျွန်တော်တို့ဒီအဲ့ဒီမှာဆူဆောင်းရေးမှာတလားလောက်ကြာတော့ကျွန်တော်တို့ဒီစစ်မယ်ဆိုပြီးတော့ဒီမကွေးတက်မလို့ကတင်တရားဆေးုံနေပြီးတော့ကျွန်တော်တို့သွားတာရှိပါတယ်အဲ့ဒီသွားတဲ့အချိန်မှာနေပြီးတော့ဒီကျွန်တော်တို့ဒီရေအုပ်တစ်ယောက်ရယ်နောက်ထပ်ရဲဝန်ထမ်း4ယောက်ရယ်တနတ်အပြည့်စုံနဲ့ကျွန်တော်တို့ဒီကားနဲ့လုံချုံရေးလိုက်တာရှိပါတယ်အဲ့မှာကျွန်တော်တို့စစ်ဖို့သွားရရှိမှာပါအဲ့နဲ့ကျွန်တော်ဒီမကွေးကတင်တရားဆေးုံရောက်တော့ကျွန်တော်တို့စစ်ကြပါတယ်အတီးတီးကိုကျွန်တော်စစ်တဲ့အချိန်မှာကျွန်တော်ကနေပြီးတော့ဗိုင်လေးခွေးထားရတယ်ကြောက်ကလေးရောက်နေတယ်နောက်ပြီးကြောက်ကမှာကြောက်လေးတင်နေတယ်ခါရိုးတန်ရလည်းရှိနေတယ်အဲကျွန်တော်မှနေပြီးတော့ဒီစစ်လက်မှတ်အထောက်ထားတယ်အကုန်လုံးပါတယ်အဲ့လိုဆရာဝန်ကနေပြီးတော့သူကတော့ဆေးမအောင်ဘူးဆေးကြတယ်ဆိုပြီးတော့ကျွန်တော်ပြောပါတယ်အဲ့ဒါနဲ့ဒီဆေးမအောင်ဘူးဆိုဆရာဝန်ဆေးမအောင်ဘူးဆိုပေမဲ့နေပြီးတော့ဒီဦးစီးရဲ့ဓာတ်မှန်ရိုက်တဲ့ဆရာနေကနေပြီးတော့သူတို့ဒီလက်ပေးလက်ယူပေါ်နေပြီးတော့ပစ္စံတွေပေးပြီးတော့ကျွန်တော်ကနေပြီးတော့ဆေးအောင်နေဆိုပြီးတော့ကျွန်တော်ဆေးလက်မှတ်ထုတ်ပေးပါတယ်အဲ့ဒါလည်းကျွန်တော်တို့ဒီသူ့မှာသူတို့မှာနေပြီးတော့လစဉ်ပို့ရမယ်လူရင်အားတယ်မလုံမလောက်ဖြစ်နေတဲ့အတွက်ကြောင့်နေပြီးတော့ကျွန်တော်ကြမ်းမာရင်မကောင်းပေမဲ့လည်းအတင်းအားဓမ္မနေပြီးတော့ဆေးအောင်နေဆိုပြီးတော့ထည့်ပေးလိုက်ပါတယ်အဲ့ဒီမှာကျွန်တော်တို့စစ်ပြီးတော့ဒီကျွန်တော်နေပြီးတော့တတကရှိတမလို့တန်ရင်လေးချင်းအကြောင်းဝင်နေပြီးတော့တင်တန်းတက်ဖို့အတွက်နေပြီးတော့အဲ့ဒီကိုပို့လိုက်ပါတယ်အဲ့ဒီမှာကျွန်တော်တင်တန်းတက်ခဲ့ရပါတယ်တင်တန်းအတွေ့အကြုံတွေကတော့အများကြီးပါပဲကျွန်တော်တို့အပတ်စဉ်က2025 6လပိုင်း17ရက်နေ့မှာနေပြီးတော့စဖွင့်ပါတယ်အပတ်စဉ်16ပါအဲ့ဒီမှာနေပြီးတော့တင်တန်းတစ်ပတ်မှာနေပြီးကျွန်တော်တို့အပတ်စဉ်မှာလူပေါင်း600ကျော်ပါပါတယ်အဲ့ဒီ600ကျော်ထဲမှာနေပြီးတော့ဒီအတင်းအဓမ္မစုဆောင်းထားတဲ့လူငယ်တွေကနေပြီး90ကျော်ရာခိုင်နှုန်းလောက်ပါပါတယ်အဲ့ဒီမှာကျွန်တော်မှတ်မှတ်ရနေပြီးတော့ဒီကျွန်တော်ရခိုင်မျိုးတွေတွားတွေ့ရပါတယ်အဲ့မှာကျွန်တော်အပါဝင်နေပြီးတော့ဒီရခိုင်မျိုး26ယောက်ကိုနေပြီးတော့တွားတွေ့ရပါတယ်သူတို့ကလည်းနေပြီးတော့ကျွန်တော်လိုမျိုးပဲဒီရခိုင်ပြည်ကနေပြီးတော့ဒီရန်ကုန်ဘက်ကိုနေပြီးတော့ခိုးထွက်လာတဲ့လူတွေပါသူတို့လည်းကိုယ်စားကိုယုံကြည်ပြီးတော့ကိုယ်စားကိုယုံကြည်ပြီးတော့ကိုယ်တို့လာရခိုင်ပြည်ကနေခိုးထွက်လာတဲ့လူတွေပါအဲ့ဒါနဲ့နေပြီးတော့ဒီစစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီးတော့နေပြီးတော့ဒီတင်တန်းဝင်ရောက်လာတဲ့လူတွေဖြစ်ပါတယ်နောက်လူတွေကတော့ဒီရက်ွက်တွေမှာပေါ့သူတို့ဗမာရခိုင်ရန်ကုန်ဘက်တွေမှာနောက်အတီးတီးရလူတွေပေါ့ဒီရက်ွက်တင်မှာရောခိုးဆိုလူနိုင်အဲ့လိုရောခိုးတာတို့တက်တာတို့အဲ့လိုအမှုတွေဆိုလို့ရှိရင်လေဒီသူတို့တွေကဒီအချုပ်ခန်းတို့ဒီတရားဥပဒေနဲ့ပတ်သက်တာတွေအကြောင်းမလုပ်ပါဘူးသူတို့ကဒီပြည်သူစစ်မှုထမ်းဖက်ကိုဒီတခါလေးပို့လိုက်တာရှိပါတယ်နောက်ပြီးတော့ဒီဆေးမှုနဲ့ဒီသူတို့ဒီအပြင်မှာနေပြီးတော့ဆေးရောင်းဝယ်တာရှိမယ်သူတို့ကိုယ်တိုင်မှုမှာရှိမယ်ပေါ့အဲ့ဒီသူတို့အဲ့ဒီလိုလူမျိုးတွေကြတော့လေပဲဒီတရားဥပဒေကအရေးမယူရတဲ့ဒီကျွန်တော်တို့ဒီပြည်သူစစ်မှုထမ်းဘက်ကိုခေါ်တာရှိတယ်ပေါ့တင်အားမှာတွင်းလိုက်တာရှိတယ်ပေါ့သူတို့မေးတာရှိတယ်ဟိုဆိုတာကျွန်တော်တို့ပြန်နေလို့မင်းတို့ထောင်သေးဝင်မလားဒါမှမဟုတ်စစ်မှုထမ်းလုပ်မလားပေါ့သူတို့ကလည်းနေပြီးတော့ကြောက်နေနေပြီးတော့စစ်မှုထမ်းပဲလုပ်မယ်နှစ်နှစ်ဆိုလို့ရှိရင်အဲ့လိုတင်အားမှာဆူဆုံးခံရတဲ့လူတွေလည်းအများကြီးပါပါတယ်ဒီကိုယ်တဘောနဲ့ကိုဝင်လာတဲ့လူတွေကြတော့မတွေ့တဲ့လောက်ပါပဲကျွန်တော်တို့6ယောက်လောက်ပဲတွေ့ခဲ့ပါတယ်အဲ့ဒီမှာဒီသူတို့တွေကလည်းနေပြီးတော့ဒီတက်မိသားစုပေါ့တက်မှနေပြီးတော့နေပြီးတော့ကိုယ်နဲ့ကိုဝင်လာတဲ့လူတွေကြီးပါပဲကျွန်တော်တို့တင်တဲ့ကာလမှာနေပြီးတော့ဒီအတင်းအဓမ္မဆူဆောင်းထားတဲ့လူတွေများတော့ထွက်ပြေးတဲ့လူတွေလည်းရှိပါတယ်အဲ့ထွက်ပြေးတဲ့လူ3ယောက်ဆိုလို့ရှိရင်တယောက်ကလွတ်သွားပြီးတော့2ယောက်ကိုဖမ်းမိပါတယ်သူတို့ဖမ်းမိတဲ့လူတွေကိုလည်းနေပြီးတော့ဒီတင်ထမ်းသားရှိမှပဲနေပြီးတော့ဒီမေမျိုးသွားအောင်ဒီမတ်တက်မရနိုင်အောင်နေပြီးတော့
ရိုက်နေတာတို့ဘာလို့ရှိပါတယ်တင်နန်းသားတွေကိုလည်းနေပြီးတော့မင်းတို့နောက်ပြေးတဲ့ရောပြေးကြည့်ဖို့ဒီထက်မကရိုက်ပြမယ်ဆိုပြီးတော့ချင်းချောင်းပြောဆိုတာလည်းရှိပါတယ်အဲ့ဒီရိုက်နေတဲ့လူတွေကိုနေပြီးတော့ရိုက်နေပြီးတော့နေပြီးမထနိုင်တဲ့ကိုရိုက်နေပြီးတော့ဒီနောက်ပြန်မျိုးတွေတော့လက်ထက်တွေခိုင်းပြီးတော့နေပြီးတော့ဒီတင်နန်းကွင်းရနေပြီးတော့ဒီတစ်ပင်ပါနေပြီးတော့တနေုံရှိထားတာတော့ပါရှိတယ်ညနေပိုင်းကျတော့သူတို့ပြန်လို့တွင်းနေဒါပဲပြန်ပြီးတော့ထွက်ပြေးမှာဆိုလို့ဆိုပြီးတော့ဒီလက်ထက်တွေခက်အကျိုးတွေတော့ပြီးတော့အဆောင်လေးမှာထားတာတော့ရှိတယ်ကျွန်တော်တို့ဒီတင်နန်းကာလမှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ဒီဥစားညီမကောင်းဖြစ်တာတော့ဘာလို့ဆိုလို့ရှိရင်တွားပြောလို့မရဘူးသူတို့တွေကမင်းညီမကောင်းပြင်ဟန်းဆောင်နေတဲ့ငါတို့ခိုင်းတာပဲလုပ်ရမယ်ငါတို့ခိုင်းတာမလုပ်လို့ရှိရင်အပြစ်ပေးမယ်ဆိုပြီးတော့အဲ့ပုံစံနေတဲ့ပဲတင်နန်းကြောင်းကနေပြီးတော့အဲ့လိုဥစားတင်နန်းပေးနေတာတွေရှိနေပါတယ်နောက်ပြီးတော့ဒီကျွန်တော်တို့တင်နန်းဒီကနေမှနေပြီးတော့ဒီအကြောင်းကြီးကနေပြီးတော့မေခွန်းလက်ချလာဝင်ပေးတာတွေပဲရှိတယ်အဲ့ဒီလက်ချလာဝင်ပေးတဲ့အချိန်မှာဒီကျွန်တော်တို့ဒီရခိုင်နေပါလားဆိုပြီးတော့ကျွန်တော်တို့နေပြီးတော့မေးတဲ့အပိုင်းတွေပါရှိတယ်အဲ့ကျွန်တော်တို့ရခိုင်နေပါတယ်ဆိုတော့မတ်တက်ရဆိုပြီးတော့သူအကြောင်းကြီးကမေးတာပေါ့ကျွန်တော်တို့မတ်တက်ရကြတာပေါ့ဒါအဲ့အကြောင်းကြီးကနေပြီးတော့မင်းတို့ရခိုင်ဆိုလို့ရှိရင်ဒီမင်းတို့ချစ်ပါစီနီယာပတ်စင်တွေပါလဲနေပြီးတော့ရခိုင်လူမျိုးတွေပါတယ်သူတို့နေပြီးတော့ဒီကိုလက်ရှိတိုက်ပွဲတွေမှာနေပြီးတော့ရွေးချယ်တိုက်ပွဲဝင်နေတယ်မင်းတို့ကနေပြီးတော့ဒီလိုမျိုးမကြောက်ဥစားလဲစစ်သားပြီးပြီးတော့တိုက်ပါလားဆိုပြီးတော့ကျွန်တော်တို့နေပြီးတော့ရေခုံမေးတာရှိတယ်ကျွန်တော်တို့ကလည်းသူတို့လက်ခုပ်တွေကရေဆိုတော့နေပြီးတော့ပြန်မပြောရေးပဲတိုက်ပါဆိုပြီးတော့ပြန်ပြောတာရှိတယ်နောက်ပြီးတော့ဒီကြောင်းကြီးလက်ချပိုင်းမှာနေပြီးတော့ဒီကြောက်မှုအကြောင်းတွေပါသွားတယ်အဲ့သူတို့ကြောက်မှုမှာနေပြီးတော့ဒီရန်သူတွေကိုနေပြီးတော့ဒရုန်းတွေနဲ့ဘယ်လိုတိုက်ခိုက်နေလဲဘယ်လိုခြေမုန်းနေလဲသူတို့တပ်ဖွဲ့ဝင်တွေကနေပြီးတော့ဒီဘယ်လောက်ထိအောင်ဝဲရနေလဲစခန်းတွေဘယ်လိုတိတ်နေလဲဆိုပြီးတော့ဒီကြောက်မှုအကြောင်းကိုနေပြီးတော့ထည့်ပြောသွားတာလည်းရှိတယ်သူတို့နေပြီးတော့အောင်ဝဲရတယ်ကိုဘာမှကြောက်စရာမလိုမင်းတို့တွေဆိုပြီးတော့တိုက်ပွဲသွားမယ်ဆိုရင်ဘာမှကြောက်စရာမလိုကိုအဲ့လိုပြောသွားတာရှိတယ်နောက်ပြီးဒီပြည်သူ့စစ်မှုထမ်းအချင်းချင်းကြားမှာနေပြီးတန်တရားတွေဖြစ်နေတာရှိတယ်ငါတို့နှစ်နှစ်မှထမ်းဆောင်ရမှာလို့ဆိုတော့အကြာကြီးထမ်းရမှာလားဆိုပြီးတော့အဲ့စကားတန်တရားတွေသူတို့လူကြီးတွေနားတွေကိုရောက်သွားတာရှိတယ်ကျွန်တော်တို့ဒီကြောင်းကြီးပြောတဲ့အထက်မှာနောက်တစ်ခုဆိုလို့ရှိရင်ဒီပြည်သူ့စစ်မှုထမ်းနေပြီးတော့မင်းတို့နှစ်နှစ်ပဲထမ်းဆောင်ရမှာပေါ့ဒီနှစ်တည်းအကြာကြီးထမ်းဆောင်ရမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့ပြောတယ်နောက်ပြီးတော့ဒီအပတ်စဉ်တေးကနေပြီးတော့ဒီပြည်သူ့စစ်မှုထမ်းနှစ်နှစ်ပြည့်ကြောင်းပြည့်ပြီးကြောင်းနေပြီးတော့လက်မှတ်တင်တန်းဆင်းလက်မှတ်တွေပါတယ်ပေးတယ်တင်တန်းစီအခမ်းအနားတွေမင်းတို့အိမ်ပြန်ခွဲပေးတယ်တနေ့ပြည့်လို့ရှိရင်ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုနေပြီးတော့အခမ်းအနားတက်ပုံလေးပြတာတွေပါတယ်လို့ရှိတယ်နောက်ပြီးတော့ဒီနှစ်နှစ်ပြီးလို့ရှိရင်ကိုဒီလိုမင်းတို့လက်မှတ်ရလို့ရှိရင်ဒီအစိုးရ agency ကနေပြီးတော့အလောက်ကိုင်ခွင့်လန်းနေပြီးတော့မင်းတို့တွေအတွက်အစင်သင်းလုပ်ပေးထားတာစီစဉ်ထားတာရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတာလည်းရှိတယ်မင်းတို့အဲ့လက်မှတ်ရလို့ရှိရင်အဲ့ဒီအလောက်ကိုင်အခွင့်လန်းတွေနေပြီးတော့တွားချောက်လို့ရှိရင်မရဘူးဆိုတာမရှိဘူးမင်းတို့ကြိုက်တဲ့အလုပ်ကိုမင်းတို့ပညာရေးရှင်းနေပြီးတော့ရမယ်ဆိုပြီးတော့ဒီမလုံးပေးတာတွေပါလေရှိတယ်အဲ့ဒီပါလေကျွန်တော်တို့ဒီသင်တန်းကာလလို့နေပြီးတော့ဒီ3လတက်ခဲ့ရပါတယ်3လတက်ခဲ့ရတယ်ဟို2025 17လပိုင်းဥစား15ရက်နေ့မှာဒီကျွန်တော်တို့သင်တန်းဆင်းရပါတယ်ကျွန်တော်ရဲ့သင်တန်းအမှတ်စရာကပတ်စံ16ပြပါတယ်ကျွန်တော်တို့သင်တန်းပြီးချင်းမှာပဲဒီပြီးတော့ဒီအတီးတီးတန်ရင်လိုက်ခွေးရတယ်ပေါ့အဲ့ဒီမှာကျွန်တော်ကတော့နေပြီးတော့စကားခါစစ်ကွန်လဲရောက်ခံခမရ9ခွန်လေးတက်မှနေပြီးတောင်းဝန်ကြတယ်ပေါ့အဲ့ဒီအချိန်မှာဒီကျွန်တော်တို့တက်ရောက်လို့နေပြီးတော့အဲ့ဒီခမရ9ခွန်လေးကိုရောက်လို့နေပြီးတော့နှစ်ပတ်သင်တန်းမွမ်းမံတက်ရတယ်ရှိအဲ့ဒီသင်တန်းတက်တဲ့အချိန်မှာလည်းနေပြီးတော့ဒီဘာမှထွေထွေထူးထူးလောက်ရတာတွေဘာလို့မရှိဘူးဖြုတ်ဝတ်တက်တော့ပြန်ပြီးတော့မွမ်းမံလေ့ကျင့်တာတွေပါလို့ရှိနောက်ပြီးတော့ဒီသင်တန်းဆရာတွေကလည်းနေပြီးတော့ဒီကျွန်တော်တို့ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဒီစိုးကျိုးကောင်းကျိုးတွေသူတို့နေပြီးတော့ပြောတာတွေရှိတယ်ပေါ့မင်းတို့ထွက်ပြေးလို့ရှိရင်ဘယ်လိုမျိုးပြည်တယ်နေရှိတယ်အသေးတယ်နေရှိတယ်မင်းတို့နှစ်နှစ်ကာလဝင်နေပြီးအောင်ပြည်တဲ့အထိထမ်းဆောင်လို့ရှိရင်မင်းတို့တွေအခွင့်အလမ်းကဘယ်လိုရှိတယ်လက်မရလို့ရှိရင်အခွင့်အလမ်းတွေဘယ်လိုရှိတယ်နောက်ပြီးတော့ဒီတိုက်ပွဲတွေမှာနေပြီးတော့စ조사ပြီးတော့ရွေးချယ်တိုက်လို့ရှိရင်ဒီယာထုတိုးတာတွေတော့နောက်ပြီးတော့ဒီဥစားဒူရေးကောင်းပွေးပေးတာတွေလို့ရှိတယ်လို့ကျွန်တော်တို့ဒီလိုတင်တန်းဆရာတွေကပြောတာရှိတယ်ကျွန်တော်တို့အဲ့